ရှိရှိတုန်းကစင်ဒီရဲလာဆိုတဲ့မင်းသမီးလေးတယောက်ရှိခဲ့ပါတယ်။မိခင်ကွယ်ပြီးနောက်မိထွေးနဲ့မိထွေးသမီးနှစ်ယောက်အောင်မှာနေခိုင်ရပြီးအဲ့အလုပ်အလုံးကိုတယောက်တည်းလုပ်ခဲ့ရပါတယ်။မိထွေးတွေကအမြဲနှိပ်စက်ပြီးအလုပ်တွေကိုခိုင်းကြခဲ့ပါတယ်။ဒီနေ့မှာမင်းသားလေးကဘောလုံးပွဲ Royal Ball ကျင်းပမယ်လို့ကြေညာလိုက်ပါတယ်။စင်ဒီရဲလာလည်းသွားခြင်းပေမဲ့မိထွေးတို့ကခွင့်မပြုခဲ့ပါဘူး။အဲ့အချိန်မှာမော်မဲတော်ပေါ်လာပြီးဖယုံသီးကိုပဲကြက်တွေကိုမြင်းအဖြစ်စောင်းပြီးစင်ဒီရဲလာကိုလှပတဲ့ဝက်စားနဲ့ဖန်မနက်တွေပေးခဲ့ပါတယ်။ဒါပေမဲ့ည7 နာရီပြည့်ရင်အရာအလုံးပြန်ပြတ်သွားမယ်လို့တတိပေးခဲ့ပါတယ်။ဘောလုံးပွဲမှာစင်ဒီရဲလာရဲ့အလားအပါကြောင့်မင်းသားလေးကချစ်မိသွားပြီးည7 နာရီခောက်တန်ကြရင်စင်ဒီရဲလာအမြန်ပြန်ပြေးခဲ့ရပါတယ်။ထို့အချိန်မှာဖန်မနက်တစ်ဖက်ကျွတ်ကြံခဲ့ပြီးဖန်မနက်ပိုင်ရှင်ဘသူလဲဆိုတော့မင်းသားလေးကရှာပရီခဲ့ပါတယ်။နောက်ဆုံးမှာမင်းသားလေးကဖနက်နဲ့ကိုက်ညီတဲ့စင်ဒီရဲလာကိုရှာတွေ့ပြီးသူတို့နှစ်ဦးပျော်ရွှင်စွာနေထိုင်ကြသွားခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးမှာမို့ Little Backpack လေးကို like follow subscribe လေးလုပ်ထားနော်။